ရများကိုဖမ်းချုပ်ထားနိုင်ပြီးငရဲတောင်ကိုထိမ့်သိမ်းဆောက်ရှောက်ချသူများဖြစ်ကြတယ်ဒီเจ้าမျိုးငါ့မင်းငါ့ကိုတခါမှမပြောပြခဲ့ဘူးကြည့်ကြည့်ရောပဲအဲ့ဒါတူလေအော်တော့လောက်တော့ ဒီအိမ်မှာနေဒီအရာစီကံကိုလိုက်နာရမယ်မူရခင်နင်အခုချိန်ထိတုံးဝနေတော့ပဲလားအဲ့ဒါကြောင့်လဲနင့်အကောင်ကနင့်ကိုပုံချနေတာ Deviant think different.